အားလုံးပဲမင်္ဂလာပါဒီနေ့တော့ Google ကထုတ်ထားတဲ့ image effect ဆိုတဲ့ generator တစ်ခုပေါ့နော် music တို့ပြီးရင် video တွေပုံတွေအကုန်ထုတ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ပုံထုတ်မှာပြီးရင် ChatGPT မှာတွားပြီးတော့ prompt ထုတ်ခိုင်းမယ်အဲ့ရလာတဲ့ prompt ကို image effect မှာတွားပြီးတော့ပုံထုတ်ခိုင်းမယ်ပေါ့နော်မြန်မာပုံစံပေါ့နော်မြန်မာ main ကလေးတွေနော်အဲ့လိုမျိုးပုံစံထုတ်မှာဖြစ်ပါတယ်အဲ့တော့ဒီ image effect ထဲကိုမဝင်ခင် VPN ကိုအရင်ဖွင့်ပါ VPN နဲ့မှသူကဝင်လို့ရတာဖြစ်ပါတယ်ဒီကတော့သူက US VPN ပေါ့နော်US VPN နဲ့မှရတာဖြစ်ပါတယ် US ကိုရွေးပြီးတော့ချိတ်လိုက်ပါနော်ရသွားပြီဆိုလို့ရှိရင်ဒီမှာ image f8 ဆိုပြီးတော့ရှာကြည့်လိုက်ပါနော်အဲ့ဒါဆိုလို့ရှိရင် Google Lab ပေါ့နော် Google Lab ဆိုပြီးတော့ပေါ်လာလိမ့်မယ်အဲ့ခါမှာဒီလိုမျိုးလေးပေါ်လာလိမ့်မယ်ပြီးရင် sign in ဝင်လိုက်ပေါ့နော်ဒီမှာအောက်မှာ sign in with Google ဆိုပြီးတော့အဲ့ဒါဝင်လိုက်ရင်ရပါပြီအဲ့တော့ကို Gmail နဲ့ကိုဝင်လိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် तू က Gmail ရှင်ရပြီပေါ့နော် Gmail ရှင်ရင် तू ကဝင်လို့ရပြီအဲ့ဒီမှာဒါမျိုးပုံစံပေါ်လာလိမ့်မယ်ဒီဟာကတော့ဒီ image prompt ထွက်မဲ့ဟာပေါ့နော်ဒါကတော့ဒီ image prompt ထုတ်တဲ့ဟာပေါ့နော်အဲ့တော့ဒီမှာ quality ဒီပါရွေးလို့ရတယ် landscape portrait ဘာညာ quick ကအကုန်ရွေးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် landscape ပဲရွေးထားလိုက်မယ်ဒီမှာကျွန်တော် I am feeling lucky ဆိုတာအရင်တော့ Google ကတော့မြန်မာလိုဘာသာပြန်ပေးထားအုံဖွာပေါ့နော်သူကသူ prompt ရေးပြီးသူကသူထုတ်ပေးမဲ့ပုံစံမျိုးပေါ့အဲ့တော့ဒီဟာလေးကိုတစ်ချက်လောက်နှိပ်ကြည့်မယ်နော်ဘယ်လိုပုံစံထွက်လာမလဲဆိုတော့ဘာ prompt ရေးပြီးဘာထုတ်ပေးမလဲတော့မသိဘူးကျွန်တော်နှိပ်ကြည့်လိုက်မယ်ခွေးလေးပေါ့ခွေးလေးကတဲ့ဝဝလေးနဲ့ဒီချစ်စရာကောင်းတဲ့ခွေးလေးပေါ့အဲ့လို purple and pink တုံးသူရဲ့အုတ်ထုပ်လေးက purple and pink တုံးအဲ့လိုဖြစ်မလားဒါမှမဟုတ်ရင်ခွေးရဲ့ဟိုဟာပဲ purple and pink တုံးဖြစ်မလားမသိပြီးတော့ quite French curve တဲ့diffuse lighting ပေါ့နော်ဒါသူ့ဟာသူထွက်လာတဲ့ prompt ဖြစ်ပါတယ်အဲ့တော့ပုံလေးထွက်လာပြီပေါ့နော်ခွေးကလေးကအုတ်ထုပ်နဲ့ဟုတ်တယ် purple and pink တုံးဆိုတာဒီအုတ်ထုပ်ကလေးပြောတာပေါ့နော်ချစ်စရာလေးခွေ detail လေးတော်တော်ကောင်းတယ်နော်သူ့ရဲ့ဟာလေးကကြည့်လိုက်တကယ်ကို detail လေးကောင်းတယ်အဲ့တော့ကိုယ့်အကိုထုတ်ကြည့်မယ်ပေါ့နော်ဒီဟာကိုပြန်ပြီးတော့ restart လုပ်လိုက်မယ်ဒီအောက်ကဟာနှိပ်ဒီအောက်ကဟာလေးကိုနှိပ်လိုက်ရတယ်ကျွန်တော်က refresh ပြန်လုပ်လိုက်တာပေါ့နော်အဲ့တော့ဘယ်လိုထုတ်မလဲဆိုတော့ ChatGPT မှာကျွန်တော်ပုံလေးတစ်ပုံရှိရပါတော့ဒီပုံလေးပေါ့ဒီပုံလေးကိုကျွန်တော်ရိုက်ထားတဲ့ပုံလေးပေါ့နော်ဒီပုံလေးကို ChatGPT မှာ prompt ထုတ်ခိုင်းမယ်ပြီးလို့ရှိရင်ဒီ image effect မှာပြန်ထုတ်မယ်ပေါ့နော်အဲ့တော့ဒီမှာရှာကြည့်လိုက်မယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော် prompt ကဘယ်လိုထွက်လာမလဲဆိုတော့သိချင်လို့ပေါ့နော်အဲ့တော့ဒီဟာကိုသူဘယ်လို prompt ထုတ်ထားလဲဆိုတော့ထီးလေးပါမယ်ပေါ့နော်ပြီးလို့ရှိရင်အင်ကြီးပြဝမ်းဆက်လေးဝတ်ထားမယ်ပြီးရင်ဖုန်းပြောနေမယ်ကောင်မလေးကပြီးရင်ဒီတစ်ပင်ဒီမယ်ဆယ်တန်းပေါ့နော်ဒါတော့ ESCRNB describe this photo ဆိုပြီးတော့ရှာလိုက်ပါတော့ ESCRNB မှန်မလားဟုတ်တယ် ESCRNB describe this photo ဆိုပြီးတော့ကျွန်တော်အခု ChatGPT မှာနော်သူ့ကိုပြောခိုင်းလိုက်ပြီပေါ့နော်အဲ့တော့ ChatGPT ကသူ့ရဲ့ဟိုဟာလေးရေးထားတယ်နော် A young woman sitting on the roof a large tree in outdoor setting or similar tree ဆိုအဲ့တော့ကျွန်တော် detail လေးပြန်ထုတ်ခိုင်းနော် detail PROMPT prompt for photo ပေါ့နော်အဲ့ပုံအတွက်detail လေး prompt လေးထုတ်ပြီးပါလို့ပြောတယ်သူကဒီမှာသူ့ရဲ့ detail prompt လေးထုတ်ပြီးတယ်ပေါ့နော်အဲ့တော့ဒီ detail prompt လေးကိုကျွန်တော်ယူပြီးတော့ image effect မှာတွက်ပြလိုက်မယ်နော်တစ်ချက်လောက်ကြည့်ကြည့်အောင်မယ်အဲ့ဒါကိုကျွန်တော်နည်းနည်းလေးရှာကြည့်လိုက်မယ်ပေါ့နော်ဘယ်နာလေးအဆင်မပြေလဲပါလဲပေါ့နော် online အဲ့တော့ဒီမှာချက်လောက်ရှာကြည့်မယ်ပေါ့နော် alert traditional she leans slightly the one and mobile phone traditional traditional နဲ့ modernity ကိုရောထားတယ်ပေါ့ the background is misty တဲ့ဟုတ်တယ် with soft fog waving through the tree creating a dreamy atmosphere effect ပေါ့နော်တကယ်လို့ကဒီ dreamy atmosphere ကိုမလိုချင်ဘူးဆိုလည်းကျွန်တော်တို့ sunny တို့ vision လို့ရှိရင်ဒီ atmosphere ဒီ sun နဲ့ bright ပေါ့နော်ဒါမျိုးလေးပုံစံလေးပြောင်းလို့ရတယ်ပေါ့နော် resemble to the sun yet simply dark setting the lighting is soft and natural casting သူရဲ့မျက်နှာဟာနော်အဲ့ဒါလေးကျွန်တော်တနခါဆိုတာမတွေ့ဘူးနော်တနခါသူမပါထားဘူးအဲ့တော့ဒါလေးကိုကျွန်တော် image effect မှာထုတ်ကြည့်လိုက်မယ်ပေါ့နော်အဲ့မှာအောက်မှာကျွန်တော် tag တွေရွေးလို့ရတယ်ပေါ့နော် tag တွေရွေးလို့ရတယ်ပြီးရင် more ဆိုတာလေးကိုနှိပ်လိုက်ရင်သူ tag တွေပေါ်လာလိမ့်မယ်အဲ့ကျွန်တော် realistic ဆိုတာရွေးပေးလိုက်မယ်ပြီးရင်ကိုကြက်တာကိုရွေးလို့ရတယ်ပေါ့နော် high contrast ရွေးမယ်ပြီးရင်editorial photo ပြီး photography ပေါ့နော်ဓာတ်ပုံနဲ့သက်ဆိုင်တဲ့ဟာလေးတွေကရွေးပြီးလိုက်မယ်ပေါ့နော်တကယ်လို့မရွေးချင်လဲရတယ်ကျွန်တော်တို့ဒီတိုင်းရွေးကြည့်လိုက်ပေါ့နော် dynamic မပါသေးဘူး dynamic ထည့်လိုက်မယ်
dramatic တော့မထည့်တော့ဘူး 35mm film painting နဲ့ကျွန်တော် serial charcoal illustration ကူတုံ software ဒီမှာ DSLR တဲ့ DSLR ရွေးပေးလိုက်ပါတော့နော်ပြင်ဘာလာအောင်မလဲမသိဘူးဒါကြီးဒီလောက်ဆိုတော့ရပြီပေါ့နော်သူခုနရေးထားတဲ့ prompt ဒီ ChatGPT ကနေပြီးကျွန်တော်တို့ရေးထားတဲ့ prompt ပေါ့နော်အဲ့မှာကျွန်တော်မပြင်တော့ဘူးပေါ့နော်မပြင်တော့ဘဲနဲ့သူပြောထားလေးက simple နေတဲ့အတွက်ကြောင့်မလို့ဒီဟာလေးကို create လုပ်ကြည့်လိုက်မယ်နော်အဲ့တော့ create တစ်ချက်နှိပ်ကြည့်လိုက်မယ်သူထွက်လာတဲ့ပုံစံကဒီလိုမျိုးပုံစံထွက်လာတယ်နော်သူထိုင်တဲ့ပုံစံကိုတိတ်မကြိုက်သေးဘူးသူကအဲ့လိုကြီးထိုင်နေပါနော်အဲ့လိုထိုင်တဲ့ပုံစံကိုကျွန်တော်တိတ်မကြိုက်ဘူးအဲ့တော့နည်းနည်းလေးပြန်ပြီးတော့ပြောင်းကြည့်မှာပေါ့နော် prompt ကိုဆိုတော့အဲ့တော့ကျွန်တော်ChatGPT ကိုထုတ်ခိုင်းလိုက်မယ်ပေါ့နော် another dd prompt click ဆိုပြီးတော့ကျွန်တော်ထုတ်ခိုင်းလိုက်မယ်အဲ့တော့ပြန်ထုတ်ပြီပေါ့နော်အဲ့တော့အဲ့ဟာကိုကျွန်တော်ပြန်ပြီးတော့ဒီ image face မှာပြန်ပြီးတော့သုံးချမယ်ပေါ့နော်ထွက်လာတဲ့ပုံမကြိုက်ဘူးเนาะသူကတမျိုးကြီးဖြစ်နေလို့အဆင်မပြေဘူးဟောဒီမှာဒါလေးနှိပ်လိုက်ရတယ်เนาะဒါလေးနှိပ်လိုက်ရင်ကျွန်တော်ပြန်ပြီးတော့ထုတ်ကြည့်မယ်ပေါ့ photography တခုပဲထား high contrast ထည့်တော့ထည့်မယ်ရမယ်เนาะပြီး editorial photo dramatic မထည့်တော့ဘူးဒီတိုင်းပဲကျွန်တော်ထုတ်ကြည့်လိုက်မယ်ဘယ်လိုပုံစံထွက်လာမလဲဆိုတော့ကျွန်တော်ချက်လောက်ကြည့်အောင်เนาะအဲ့တော့ကျွန်တော်ထွက်လာပြီပေါ့နော်ဒီဟာလေးကနည်းနည်းပို့ပြီးတော့လက်ခံလို့ရတယ်ခုနဟာတစ်မျိုးကြီးပဲနော်တိတ်မကြိုက်ဘူးပေါ့ဒါလေးကတော့မစိုးဘူးသူတစ်ပိနန်းလေးကြီးပါလေမိုက်တယ်ပေါ့နော်သူရဲ့ပုံထွက်လေးကတော်တော်မိုက်လာပြီနော်ပုံထွက်လေးကဒီလုံးဝနောက်ကဒီ pattern လေးတွေဖြစ်နေတာပြီး texture တွေရောနော်ဒီမှာဆိုလဲထိုင်နေရလေးတွေကမိုက်တယ်ပေါ့နော်ဒါလေးကတော့လက်ခံလို့ရတယ်နော်ဒီဟာလေးနောက်ထပ်ပုံတစ်ပုံထပ်ထုတ်ကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟာကိုခဏထားလိုက်မယ်ပေါ့နော်ထားပြီးတော့ဒီမှာပြန်ပြီးတော့ ChatGPT ကိုနောက်ထပ်ပုံတစ်ပုံကျွန်တော်ထပ်ပြီးတော့ထုတ်ခိုင်းကြည့်မယ်ခုနပထမဟာကြီးကတော့တိတ်မကြိုက်ဘူးဘယ်လိုကြီးလဲမသိဘူးနော်တိတ်အဆင်မပြေဘူးအဲ့တော့ဒီဒါကတော့မလေးကျုံနဲ့ပုံစံနဲ့ထုတ်ထားပါတော့ဒါကတော့ကျွန်တော်ပုံထုတ်ထားပြီးသားဟာကိုပဲပြန်ထည့်ထားပါတော့ဒီမှာဒီပုံလေးထုတ်ကြည့်မယ်ပေါ့နော်ဒီပုံလေးကိုမှdescribe လုပ်ခိုင်းလိုက်မယ်ပေါ့နော်အဲ့တော့ prompt ထွက်လာပြီဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ prompt လေးကိုကျွန်တော်တို့တိတ်မမြင်ရလို့ပေါ့နော်ကျွန်တော်ဟိုထဲမှာပြန်ပြီးတော့ဒီ note ထဲမှာပြန်ပြီးတော့ကြည့်မယ်ပေါ့နော်အရန် beautiful ထည့်လိုက်မယ်နော် beautiful woman with casting and one dreamy glow highlight lace detail for hard drugs အဲ့ဆိုရင်ဒီဟာကိုကျွန်တော်တို့ပြန်ယူမယ်နော်ယူပြီးတော့ခုနတိုင်းပဲ image effect ထဲမှာတွားပြီးတော့ထုတ်ကြည့်လိုက်မယ်ပေါ့အဲ့လိုဘယ်လိုပုံစံထွက်လာမလဲဆိုတော့ကျွန်တော်တို့ဒီမှာ photography ထည့်မယ်ပြီးရင် high contrast ဒီ DSLR เนาะ DSLR ထည့်မယ်ဒီလောက်ဆိုတော့ရပြီထင်တာပဲတခြားတွေမထည့်တော့ dramatic တွေပါလည်းမထည့်တော့ဘူးเนาะ natural light ထည့်လိုက်မယ်เนาะ natural light နဲ့ရိုက်ထားဆိုတော့တခြားဟာတွေတော့မထည့်တော့ဘူးเนาะဒါလောက်ဆိုရင်တော့အဆင်ပြေပြီအဲ့တော့ကျွန်တော်တို့ dynamic ထည့်လိုက်မယ် dynamic ထည့်ပြီးတော့ create လုပ်လိုက်မယ်ပေါ့เนาะdoesn't seem to be anything there ဒီမှာမရှိဘူးဒီမှာဒါဆိုရင်တော့ဒါထွက်လာထွက်လာเนาะလာတယ်ဟိုကြီးအဲ့တော့ကျွန်တော်တို့ prompt ကိုa young Asian လို့ပြင်လိုက်မယ်เนาะa young beautiful Asian woman ပေါ့เนาะ Asian woman ပြီးရင်ကျွန်တော်တို့ဒီဟိုအောင်နည်းနည်းပြင်ကြည့်မယ်ပေါ့ဟိုဟာပဲထွက်လာတယ်เนาะ copy prompt လုပ်လိုက်မယ်เนาะ copy prompt လုပ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့အစနဲ့ပြန်ထုတ်ကြည့်လိုက်မယ်ပေါ့เนาะကျွန်တော်အချိုး ratio ပြောင်းချင်တော့ ratio mobile portrait ဆိုတော့ ratio ပြောင်းချင်တော့ဒီ portrait လုပ်ရင်ကောင်းမလား mobile portrait လုပ်ရင်ကောင်းမလားportrait ပဲလုပ်လိုက်မယ် portrait လုပ်ပြီးတော့ best quality ပေါ့နော်အဲ့မှာခုနဟာကိုပဲကျွန်တော်ပြန်ထုတ်မယ်ပေါ့နော်ကျွန်တော်အဲ့မှာ young beautiful Asian woman ထည့်လိုက်တယ်ပေါ့နော်အဲ့ဆိုတော့မျက်နှာပေါက်က Asian ပုံစံထွက်လာမှာပေါ့အဲ့တော့ဒီမှာဘာထည့်အောင်လဲဒီမှာဘာမှထည့်တော့နော်ဒီမှာသူ tag တွေပါပြီးသားပဲဆိုတော့ mobile phone နဲ့လည်းသူကထုတ်လို့ရတယ်ပေါ့နော် mobile phone နဲ့ထုတ်ချင်လည်းထုတ်လို့ရတယ်
ကွန်ပျူတာနဲ့ထုတ်လို့ရတယ်ပေါ့နော်ကျွန်တော် mobile phone ကျတော့အရန်သေးတော့မမြင်ရအောင်ကျွန်တော်မျက်စိကမမြင်ရတော့ mobile phone နဲ့ကလည်းတိတ်အဆင်မပြေဘူးပေါ့နော်အဆင်မပြေတော့ကွန်ပျူတာနဲ့ပဲကျွန်တော်သုံးနေကြဆိုတော့ကွန်ပျူတာနဲ့ပဲထုတ်လိုက်တာအဲ့တော့ဘာပုံထွက်လာမလဲကျွန်တော်တစ်ချက်လောက်ကြည့်တိုက်ရအောင်နော်ခုန Young Beautiful Asian Woman လို့ကျွန်တော်ထည့်လိုက်တာ Asian ထည့်လိုက်တာပေါ့နော်ဒါဆိုမျက်နှာပေါက်က Asian မျက်နှာပေါက်ဖြစ်မှာပေါ့ဒါဆိုရင်တော့ Asian မျက်နှာပေါက်လေးထွက်လာပြီပေါ့နော် Asian မျက်နှာပေါက်လေးထွက်လာပြီပုံလေးကတော်တော် realistic ဆန်တယ်ပေါ့နော်တော့ဒီပုံတွေရဲ့ prompt တွေပေါ့နော်လိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ Telegram channel မှာလာယူလို့ရတယ်ပေါ့နော်ကျွန်တော် Telegram channel link လေးကိုအောက်မှာထားထားပေးပါပေါ့နော်ကျွန်တော်အရင်တော့စမ်းပြီးတော့ထုတ်ထားတဲ့ပုံတွေရှိရနော် library ထဲမှာအဲ့ထဲက prompt တွေလည်းကျွန်တော်ထည့်ထားပေးမယ်ပေါ့နော်ဒီမှာတော့အများကြီးပါပုံတွေပေါ့နော်အများကြီးပဲဒီထဲမှာကျွန်တော်ဒီ prompt လေးတွေထုတ်ထားတာတော့အများကြီးပဲနော်ဒါခုနကျွန်တော်တို့စမ်းပြီးတော့ထုတ်ထားတဲ့ဟာတွေပေါ့နော်ခုန vampire တို့ပြီးလို့ရှိရင်ဒီ alien တွေပေါ့နော်ဒါတော့ကျွန်တော် I am feeling lucky ရောဒါကတော့ဟိုပုံနေပေါ့ဘယ်လိုပြောမလဲဒီအကရဲ့ဟာလေးတွေကျွန်တော်စမ်းထုတ်ထားကြည့်တာပေါ့နော်ဒီအောက်မှာလည်းရှိတယ်နော်ဒါဆိုလို့ရှိရင်ဒီမန္တလေးကျုံပေါ့နော်မန္တလေးကျုံပုံစံမျိုးဟိုထုတ်ထားတာပေါ့နော်ပတောက်ပန်းနေနဲ့ဒီလိုမျိုးလေးထုတ်ထားတာနော်ဒီလိုမျိုးလေးထုတ်ထားတာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီမန္တလေးကျုံပုံစံနဲ့ပေါ့နော်ဒါထုတ်ထားတာဒီ back ကိုလန်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ prompt လေးထွက်လာပါတော့ဒီ prompt လေးဒီကျွန်တော်ထည့်ထားပေးမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမန္တလေးကျုံပုံစံမျိုးနဲ့ပေါ့နော်တထားနဲ့အဲ့လိုမျိုးထုတ်ထားဖြစ်ပါတယ်ဒီမှာသူ့ရဲ့ prompt လေးရှိတယ်ပေါ့နော်တကယ်လို့ prompt လေးတွေလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ prompt လေးတွေထည့်ထားပေးမယ်ပေါ့နော်ဒီမှာ copy prompt လုပ်ပြီးတော့ကျွန်တော်တို့ပြန်ထုတ်ကြည့်မယ်ပေါ့နော်ဒီပုံလေးတစ်ပုံကိုကျွန်တော်တို့ပြန်ထုတ်ကြည့်အောင်ဒီမှာဆိုလည်းဒီအောက်ကပကံတို့ပြီးလို့ရှိရင်ဒီဘက်မှာပေါ့နော်ဒီဟာတွေလည်းအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်ဟိုဟာလေးကိုထည့်ထားပေးမယ်နော် prompt လေးတွေထည့်ထားပေးမယ်အဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့ထုတ်ကြည့်အောင်ပေါ့နော်ဒါခုနကျွန်တော်တို့ထုတ်ထားတာဆိုတော့ဒါအခုခုနကကျွန်တော်ဒီမန်လေးကျုံပုံစံမျိုးနဲ့ထုတ်ထားတဲ့ဟာပေါ့နော်အဲ့ဟာလေးတွေကိုလုပ်ကြည့်မယ်ပေါ့နော်အဲ့တော့ photography highly detail dramatic မထည့်တော့ဘူးเนาะကျွန်တော် dramatic ပုံစံမျိုးနဲ့တွားမှာမဟုတ်တဲ့အတွက်ကြောင့်မလို့ပြီးရင် minimal surreal လည်းမထည့် DSLR ထည့်မယ်ပေါ့เนาะminimal လည်းမထည့် close up လည်းမထည့်တော့ဘူးကျွန်တော်တို့ natural light ထည့်လိုက်မယ်เนาะကူတုံးမထည့်တော့ဘူး blue and orange မထည့်တော့ဒီတိုင်းပဲကျွန်တော်ထုတ်လိုက်မယ်ပေါ့เนาะportrait ပုံစံမျိုးမဟုတ်ဘဲနဲ့16ကိုထုတ်မယ်ပေါ့နော် landscape ပုံစံထုတ်မယ်နော် landscape ပုံစံမျိုးထုတ်မှာဖြစ်ပါတယ်မန္တလေးမြန်မာအရန် woman traditional Burmese stand ပေါ့နော်ဒါလေးတွေကျွန်တော်ထည့်ထားပေးမယ်နော်အောက်မှာကိုထည့်ထားပေးမယ်အခုတော့သူ image generate လုပ်နေပေါ့နော်ထွက်လာတော့ချက်လောက်ကြည့်အောင်နော်ဒါဆိုရင်ပုံလေးတွေထွက်လာပြီပေါ့နော်အဲ့တော့တော်တော်လေးလေးမိုက်တယ်ပေါ့နော်ပုံလေးတွေကနော်တော်တော်လေးကိုမိုက်တယ်နော်တော်လေးမိုက်တယ်အဲ့တော့ prompt လေးတွေလိုချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီ Telegram channel မှာလာယူလို့ရပါတယ်ကျွန်တော်တခြား prompt တွေထည့်ထားပေးမယ်ပေါ့နော်ဒါမှမဟုတ်လဲကိုယ့်အကိုခုနကျွန်တော်ပြခဲ့သလို ChatGPT ကိုတွားလိုက် prompt ထုတ်ခိုင်းလိုက်ပြီးရင်ဒီမှာပြန်လာထုတ်လိုက်ပေါ့နော်ကိုကြိုက်တဲ့ပုံစံမျိုးကိုထုတ်လို့ရပါတယ်သူကလုံးဝ unlimited ပါ free ပါအဲ့တော့ဒါကတော့ဒီ ChatGPT နဲ့ image FX နှစ်ခုပေါင်းပြီးတော့ဒီ image တွေ photo တွေပေါ့နော်ပုံတွေ prompt ထုတ်ပြီးတော့ဒီ image generate လုပ်တာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်